ကိုရောသိမ်ဘူးပါဘူးခုနတော့တာပါရမလားအစားအစားပြီးသွားပြီလား ထမင်းချိုက်မမီလို့မယူခဲ့ဘူးဆရာပြီးတော့မှပဲ ဩလုတ်ပြီအစားမရှိဘဲနဲ့ energetic တောက်လို့မရဘူးလေဒီမှာကျွန်တော်ပေါက်စီနှလုံးဝယ်ထားတာရှိတယ်တက်လုံးစားလိုက် အော်ဟုတ်နေပါသေးဆရာအားနာဆရာကြီး အားမနာပါနဲ့စားလိုက်ပါ ဟုတ်အားလုံးနဲ့ဝေးရအောင်ထွက်ပြေးဖို့ဓာတ်ခွဲခန်းမှာပဲစိတ်ကိုနှစ်ထားလိုက်တဲ့အချိန်ကြာမှာသူ့ကိုစပြီးတတိထားမိတော့တယ်သူအဲ့လောက်ထိကိုယ့်ကိုဂယုတစိုက်အေးပေးနေမှမသိခဲ့ပါဘူးအဲ့ဒီနေရာခေါင်းကိုက်လို့ဆေးလေးထုတ်တောက်လိုက်မိတဲ့အချိန်ကြာမှာသူ့အကြည့်တွေကိုယ်စီပဲရောက်နေတယ်ဆိုတာဘာဖြစ်လို့လဲသူ့အကြည့်တွေဟာအသေးပဲတစ်ခုခုရှိနေသလား